အားလုံးပဲမင်္ဂလာပါဗျချင်း audio book ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖတ်ပြပေးသွားမယ့်ဇာတ်လမ်းလေးကတော့တကြီးကကျုပ်ပိုင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းနှစ်ပဲဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ပေးကြပါအောင်နော်တကြီးပါလေသူတို့ဘေးတွင်ရှင်စေးခွေထိုင်ထွင်းပေးနေသည့်တကြီးအားခေါ်လိုက်တော့ဘာဆက်ဆက်ဖြင့်ပြင်ဖြစ်လာသည့်လေတံမှာအနေငယ်မကျော်လို့နေပေသည်ညနေမောင်ရင်ဖြိုးပြီးမို့တောရွာဘက်ဖြစ်သည့်အလျောက်ချင်းအတော်ပုံများသည်ဖြစ်ရာချင်းအလားနေပါစေရန်ချင်းစေးခွေထွင်းချခြင်းပင်ယခုတွင်လည်းလူစုကောင်တစ်တိုက်ကိုရှင်းအကြိုက်လွန်ပြီးတည်သွားမည်ဆို၍ချင်းစေးခွေလာထွန်းပေးခြင်းဖြစ်သည်စိတ်ပူရတော့မဟုတ်တည်ရင်အမှုပတ်မည်ဆို၍သာဖြစ်သည်တကြီးကလည်းပိတ်ကန်ခံခြင်းနေရလားပြောလိုက်တော့ဘာစကားမှထမဆိုလာတော့တည်သူကြောင့်သူလည်းဘာမှဆက်မပြောတော့ပဲချင်းစေးခွေထွန်းပြီးသည်နဲ့အိမ်ပေါ်ပြန်တက်လာခဲ့လိုက်သည်ပြီးသည်နဲ့ဖျားဝှပြုလိုက်ကတတဝါရီအလုံးအတွက်မေတ္တာဖို့အမျှဝေပေးပြီးသည်နဲ့ဦးသုံးချိန်ရှာကကြော့ပြီးညစာစားရန်ပြင်ဖို့လှုပ်ရှိန်ကြားလျက်သည့်အတန်ဆိုးအတန်ကြောင်ဒေါတာကထောင်းကနေအမလေးတကြီးရဲ့ဟဲ့ကောင်ငါမသိသေးဘူးကွာအတန်ပြင်းတဲ့အုံကိုနေရာရက်လိုက်သူ့ကိုပြောပြီးအိမ်ပေါ်တက်သွားသည့်သူလေးမှာရှင်တနာရဲ့ကြော်ကြသည့်အထိအရက်အယောင်ပင်မမြင်ရသည်မို့အတိတ်ပဲပါတစ်ချက်ပြောင်းလိုက်မိရင်ဟောကပြောလိုက်တော့သူ့အတန်ကြောင်ထင်ဘေးကတရားရှင်ကြောင့်မိနေကြသည့်ကောင်လေးမှလည်းအလန်တကြားဖြင့်ထားလာကြသည်ပဲထိုအချိန်မှာပဲအိမ်မောကနေလှမ်းအောင်ပြောရင်းဆင်းလာသည့်သူကြီးလေးကြောင့်အကြံအောင်ပြီးဟူသည့်အပြုံးကိုပြောင်းလိုက်ရင်အနေငယ်ငုံမဲပုံစံလေးပြောင်းလိုက်သည်သူကြီးရေဟိတ်ကောင်တော်တာတန်စင်ခမညာသူကြီးမေပြောဘာဖြစ်ပြန်လာလဲသူခေါ်လိုက်တော့မျက်နှာငယ်လေးဖြင့်ပြန်ထူလာသည့်လူစုကောင်မျက်နှာကြောင့်အန်ဂျိတ်ကလေးခုတစ်ချက်မှုတ်ထုတ်မိရင်မိလိုက်တော့သွားတဲ့အကုန်ပေါ်သည့်အထိရေပြလာသည့်တကောင်သားကြောင့်စိတ်လီစွာမျက်လုံးလန်လိုက်မိသည်ကျွန်တော်ချူပေါက်ရှင်အဲ့ဒါနဲ့ပဲငါတည်သွားတယ်လို့အာပြိန်းနဲ့အော်နေပေါ့လေဟုတ်လားမဟုတ်ပါဘူးတကြီးကလေတကြီးကကျုပ်ကမှအရေးမလို့တာအဲ့ဒါကြောင့်တကြီးကြောင့်လို့အော်ခေါ်ရလေတဲ့ငါထုလိုက်ရမကောင်းရှိတော့မင်းကိုအရေးလို့ရအောင်မင်းကဘလောက်တောင်မှအရေးပါတယ်ထင်လို့လားသိဘူးဗျမျက်နှာကိုတစ်ဖက်လဲသွားသည့်တန်စင်ကြောင့်မနိုင်စွာဖြင့်ခေါင်းခါမိရင်အိမ်ပေါ်ပြန်တက်ရန်လှည့်လိုက်တော့တကြီးလို့ဘာလဲကွာကျုပ်ချူပေါက်ရှင်တယ်လို့အဲ့ဒါကိုငါဘာလို့ရမှာလဲထိတ်တုံးဖြုတ်ပြုံးလိဗျာစုတောင်းပြောပြီးလက်ထွက်ဖို့ဟန်ပြင်းနေသည့်တကြီးအလားလေးကြောင့်စိတ်တွင်ဟက်ခနဲ့တစ်ချက်ရဲလိုက်ပြီးတကြီးကျုပ်မအောင်နိုင်တော့ဘူးနော်မဟုတ်ရင်ဒီမှာပဲပေါက်ချလိုက်မှာဆိုကရှေ့တလုံးသားထိရှိနေသည့်ပစိုးအားအပေါ်လန်တင်ဖို့လုပ်နေသည့်အဆက်မရှိတဲ့လူစိုးကောင်ကြောင့်သူမှာအမြန်ပင်လက်တော်ဆွဲကတားရသည်ဒီကောင်ကတော့ချက်ကြောများပြက်နေသလားမရဟဲ့ကောင်နေအောင်ငါအပေါ်မှာတော့သွားယူလိုက်အောင်မယ်အေးပေါက်ချတော့မင်းငယ်ပါဘူးဖြတ်မှာချင်းချောက်တယ်လို့ပြောပြီးအိမ်ပေါ်ခတ်တုတ်ရှိလန်းတို့ဖြင့်တက်သွားတရားကြီးကပြုံးနေမိသည်မင်းတကယ်ပေါက်ချမို့လားစပ်ပိတ်ထားကြပါနောက်ညီအစ်ကငါတို့ကပြောမှာမဟုတ်ဘူးလားတစ်ချိန်လုံးပါဇက်ကဆက်တက်ထားတယ်လို့ဒရဆက်ပြောနေရမှာဘူးလားဟမ်အဲ့ဒါအောင်များသူကငါတို့နားကြီးရတဲ့မလိန်တပတ်လုံးမယ်လို့တော့စိတ်မကူးနဲ့နော်မင်းမလုပ်ပါဘူးတကြီးရတယ်ကျုပ်ကအဲ့လိုလူမျိုးမှမဟုတ်တာတော်ယူလာပြီးထိတ်တုံးချုပ်ပေးကပြောလာသည့်တကြီးပေါက်စားလေးကြောင့်ပြောကသွားကုန်ပေါ်သည့်အထိရေပြလိုက်ပြီးထရက်လိုက်သည်ဆိုရင်ပဲသူအားမျက်နှာတည်ဖြင့်စိုက်ကြည့်လာသည့်တကြီးနှင့်မျက်နှာချင်းဆိုင်ဖြစ်သွား၍မျက်နှာလှလှလေးအားအနိကရှုမခွင့်ရခဲ့လေသည်မို့အလုံးခံနိုင်စွာဖြင့်မျက်တောင်မခက်စတန်စိုက်ကြည့်လို့နေမိသည်အရက်ရှင်ကလည်းတိတ်မကွာတယ်လို့
ခဏကိုအချိုးစားမှလည်းတိတ်မကွာလာသည်ဖြစ်တော့လေသူနေရှင်လင်တကြီးအလှလေးမှာအနှဲငယ်လူကောင်းသေးပေသည်ငါမျက်နှာမှာအိမ်လာမရှိလာမကြည့်နဲ့တကြီးမျက်နှာမှာရှိပါတယ်လို့ရောဘသူကပြောလို့လဲမင်းတော့အမြန်စကနိုင်လူနေလဲပြီးတော့မြင်မဟုတ်သည်ကြောင့်အမြန်သာသွားခိုင်းလိုက်တော့သူအားမျက်တောင်နှစ်ချက်ဆင့်ခတ်ကကြည်လာသည်အရှိမသူကြောင့်မတိမတာမျက်မှောင်တစ်ချက်ကုပ်လိုက်မိသည်တကြီးကလည်းကျုံမှနေရမသိပဲနောက်ပြီးမျက်မှောင်ပြီးတော့ကြောက်တယ်ဗျကြာကိုစီစားမကုန်နိုင်ပြီးဒုက္ခနာကိုကြီးမှာအာမနာချမကျူကြောက်တလူလူယွန်းတလူလူဖြင့်ပြောလာသည့်အရှိမတကောင်သားကြောင့်ပြောစရာစကားတို့ပြောက်ရှာကစွန့်အားသွားရလျက်ကြီးမင်းကလင်ကကြည့်ညာစင်မနေနဲ့ငါအိမ်ဆိုတာမင်းတယောက်တည်းဝင်ထွက်နေတာအခောက်ပေါင်းမနေဘူးဒါတောင်နေရာမသိဘူးဆိုကြတဲ့ကလင်ကြဖို့လုပ်နေမှန်းသိတာလွန်းတယ်ငါ့ကိုအုံနောက်ရှိတဲ့လူများမှတ်နေလေရော့တလားတကြီးကလည်းကျုပ်တကယ်ပြောနေရပါဗျာယုံပါနော်မင်းသူ့လက်ကိုဆွဲပြီးမျက်တောင်ပုတ်ခတ်ဖြင့်ဆိုလာသည့်ညနေယူကောင်ကြောင့်အန်ဂျိလိုက်မိသည်သူကိုယ်သူဘာများမနေသည်မသိသူအန်ဂျိပြီးအလုံးမကျစွာဖြင့်ကြည်နေသူတကြီးပေါစားလေးကြောင့်သူမအသေးတရားရာသူလည်းတကြီးအလှလေးရဲ့လက်ကဝတ်မဆွဲကအိမ်နောက်ဘက်ကိုခေါ်လာခဲ့လိုက်သည်လှဆန်းငါ့ကိုဘာကိစ္စနဲ့ဆွဲခေါ်လာလဲကျုပ်ပြောပြီလေကြောက်လို့ပါဆိုဆွဲထားသည့်လက်ကိုယုံရင်ပြောလာသည့်ကြောင့်သွားနေသည့်ရှီလန်တို့အားရပ်တန့်လိုက်ပြီးလှည့်ကားပြောလိုက်တော့ပောက်140ပဲမင်းလိုကောင်းရလားကြောက်မှာဝေးသည်နှကန်းတထော်ထော်ဖြင့်သူ့ပြောနေသည့်အရှိမလူသားလေးကြောင့်လက်ချောင်းအား6ကလာကရေးစားလာသလိုလိုတောင်ခံစားလိုက်ရသည်ဘာရလဲသူမြင်လိုက်တော့သူ့အနောက်ပိုလိုတုတ်ကလာသည့်တန်စင်ကြောင့်အနောက်သို့ရှီလန်းတို့ဆိုလိုက်မိသည်ဘာလို့နောက်ကိုစုံနေရလဲမင်းကဘာလို့ချစ်တိုးလာသေးလဲစကားကိုထငေါ့စွာဖြင့်ပြန်ပြောလာသည့်သူ့အရှိမလူသားလေးမှာအနှဲငယ်စူးထိန်နေဟန်ရှိသည်သူလည်းခပ်ဖွားဖွားအပြုံးတွင်ကိုနှကန်းထက်ဆင်မြန်းလိုက်ရင်တကြီးရဲ့ခါအားသူ့ရဲ့လက်ဖြင့်ဆွဲကအနှဲငယ်သေးသည့်ကိုလုံးလေးအားရင်ခွင်တွင်ရောက်စီရန်ရည်ရွယ်လိုက်သည်ဘာလို့တာလဲငါ့လှုပ်ပြီးစံတော့တန်စင်တေးသားရောင်ကြီးဆိုတဲ့ခမည်းဟာလေအဲ့လိုချစ်ဖို့ကောင်းနေအောင်တိတ်တိတ်လုပ်သိလားဒီကောင်းကြီးကအဲ့လိုအမူအရာတွေကိုခံနိုင်ရမရှိဘူးဗျသူရင်ခွင်ထဲမှာဒေါတာထွက်စွာဖြင့်ပြောရင်ရုံးကန်လာသည့်သူလေးကြောင့်ပြုံးကားပြောလိုက်ရင်တရှင်ချင်းဖြစ်နေသည့်နှကန်းပါလေးအားမနေနိုင်စွာဖြင့်သူ့နှကန်းတို့ဖြင့်ပိကကနန်းရှာမိလိုက်တော့နူးညံ့ကဣဆက်လွန်သည့်အထီအတေးတို့ဟာလူကိုရမိုးစီလျက်ပြမလွတ်ချင်လောက်အောင်ကိုပင်ဆွဲငင်ညွတ်ယူနေသည်မို့ပူတိုးလို့သာအရာယူမိတော့သည်ထို့သောနှင့်အချိန်တစ်ခုစာများကြာမြင့်ပြီးမှသာလျှင်နန်းနေရာမှဖယ်ခွာပေးမိလေတော့ခွေးကောင်သူလှုပ်ပေးလိုက်သည်နှင့်ပစောင်ပေါ်သို့ရောက်လာသည့်အပြင်းသည့်လက်သည်တစ်ချက်နှင့်အတူတောက်ခတ်ကဖြင့်ဒေါရထွက်စွာပြောပြီးလက်ထွက်သွားသူမှာတော့မျက်ဝင်းအိမ်အတွင်မျက်ရည်ကြီးတော့ခုသေးလိုနေလျက်ရှိပေသည်အတော်ကြိုးစားရတော့မယ်ထင်ပါရဲ့ဗျာဒီကိစ္စကိုဘယ်လိုသဘောရလဲတကားတပည့်တော်အထင်တော့ကောင်းပါလေဗျာလိုအပ်တဲ့ရန်ပုံငွေအတွက်ကတော့တပည့်တော်ထည့်ပါမယ်ဗျာအေးကွယ်သာဓုဒါဆိုတပည့်တော်ကိုပြန်ခွင့်ပြုပါအောင်ဗျာသူလည်းဘာဖုံးဥချကြော့ပြီးသည်နဲ့အိမ်သို့ပြန်လာခဲ့လိုက်သည်မနေ့ညနေကဘာဖုံးမှသူ့ကိုတိုင်ပင်စရာရှိသည်မနက်ခင်းအစောလောက်ရွာဦးဘုံကျောင်းကိုလာခဲ့ပါဆိုသည်ထွန်းအောင်ရဲ့လာရောက်ပြောကြားသည့်စကားကြောင့်မနက်ဝေသည်ဝေလင်းရှိမှစ၍ရွာဦးကျောင်းသို့ရောက်ရှိနေခြင်းဖြစ်သည်သူနေသူရွာရဲ့ရက်မိရက်ဖများလဲအတူချီလို့နေပြီး
ရွာအတွက်လိုအပ်သည့်ပြင်ဆင်မွမ်းမံမှုတို့အတွက်တိုင်ပင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ရွာသူရွာသားများမှာလည်းတတ်နိုင်သည့်ဘက်မှဆဆအရာရာအဝင်ကူညီပေးမည်ဖြစ်တော်လဲရန်ပုံငွေမှာမလောက်ငှသည့်ကြောင့်လိုအပ်သည့်ငွေအားသူထက်မည်ဖြစ်ကြောင်းပြောကာအင်ကိုသာပြန်လာခဲ့လိုက်သည်ဟေ့ကြောမဘာလဲကွာတကြီးဆင်းလာလည်းမသိနေမကောင်းလို့လားမသိဘူးနော်ငါဘယ်သိမှာလဲဘေးနာကကျော်မောင်ရဲ့အပြောကြောင့်မကြည်မနှက်ဖြင့်မျက်လုံးဆွေကြည့်လိုက်ရှင်ဘိုးတော်ဟာမြင်လိုက်ရသည့်ရှန်ရှိမပုံရိပ်လေးကြောင့်မျက်လုံးတွေအယောင်တောက်တောက်ရလျက်သူလည်းကြည့်လိုက်ပြီးတော့ခြံထဲကိုအေးအေးလူလူဝင်လာသည့်တကြီးပေါက်စားလေးကိုတွေ့လိုက်ရသည်နှက်ခင်းစောကြီးဘယ်များသွားတာပါလဲသူ့ကိုမြင်တော့သွားကုန်ပေါ်သည့်အထိရဲပြလိုက်တော့လဲမမြင်ရှင်အောင်ဆောင်လိုက်သည့်လူသားလေးကြောင့်စိတ်ဆိုးနေသည်ဟုထင်မှတ်မိသည်အေးပေါ်လေယောက်ျားသားတယောက်ဖြစ်ပါလျက်နဲ့အခြားယောက်ျားသားတယောက်စီကမမတ်မောမောနဲ့နန်းတာကိုခံလိုက်ရမှတော့လဲစိတ်ဆိုးသွားတာကအစမ်းမှမဟုတ်ပဲလေဒေါ်ရထွက်ပြီးထမတက်သွားတာနဲ့တင်အလွန်ကံကောင်းနေပြီမဟုတ်ပါလားတကြီးလို့တေးသောရောင်ကြီးဆိုတဲ့တကြီးကိုကျုပ်တော်တတန်စရာအရန်ဟိုမှမြတ်တာတက်ဝင်ဆုံးမမင်းစပောက်ကိုပိတ်ထားစမ်းပါတောက်ရှက်မရှိဘူးလားမျက်နှာရှင်းမဆိုင်ရှင်၍မတိရှင်အောင်ဆောင်ဖို့တွေးလိုက်ပြီးဖာတိဖာသားနေလိုက်တော့လဲအော်ကြီးဟစ်ကျဲဖြင့်သူအားချစ်ချောင်းကြိုက်ချောင်းပြောလာသည့်တကောင်သားတော်တတန်စင်ကြောင့်စကားမစွန့်ခင်မှာပင်အမြန်အနားကိုသွားလိုက်ပြီးပါဇက်ကိုလက်နဲ့အမြန်အုပ်ကပိတ်လိုက်တော့ဘူးဝါဝါအော်နေသေးသည့်ကြောင့်အတန်ခတ်အုပ်ဖြင့်ပြောလိုက်တော့သူ့ကိုစိုက်ကြည့်လို့လာလေသည်မှာမျက်တောင်ခတ်ဖို့ပင်မေလျော်လို့နေသည်တင်ဘာလို့တာလဲငါလက်ကိုလှုပ်ပြီးဒီခွေးကောင်ကတော့သူ့လက်ကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကနှကမ်းဖြင့်ပိကတ်နှမ်းရှိုင်းလာသည့်လူဆိုးကောင်ကြောင့်အတင်းယုံကန်ကလှုပ်ပြီးဖို့ပြောလိုက်တော့လဲလှုပ်မပေးသည့်အပြင်ပို့သူလို့သာနှမ်းရှိုင်းနေသည်မို့ဘေဘီဝဲရကိုအကြည့်တော့ပုံပြီးတော့သူတို့နှစ်ယောက်ရဲ့အဖြစ်ကိုကျောင်းအားကပါဇက်အဟောင်းသားဖြင့်ကြည့်လို့နေသည်ကျော်မောင်တို့အုပ်စုကိုတွေးလိုက်ရသည်မို့ငကိုထက်ခဏကိုအပူရှင်ကပို့လို့မြင်တက်လာလေတော့သည်တော်တတန်းစင်ငါ့ကိုလှပ်ပြီးမဟုတ်ရင်စောင့်ကန်ပါနော်ကန်လေတရားကျုပ်ကိုကန်ရင်ကျုပ်ကလည်းအတိုးနဲ့တည့်ရဲ့နှကန်းတွေကိုငါးခါပြန်နှမ်းမှာမဟုတ်10ခါနိသူ့လက်တွေကိုလှုပ်မပေးသေးပဲပြောလာသည့်ကောင်ကြောင့်ပြန်ပြောဖို့ဟန်ပြင်လိုက်တော့လဲဘာမတီပုံစံဖြင့်ပြုံးဆဆနဲ့သူ့ကိုကြည့်နေသည့်ကြောင့်အလုံးကြစွာဖြင့်မျက်ခုံးတစ်ခုကိုတန်ချိုလိုက်မိသည်တော်တတန်စင်မင်းမဆောက်ရှက်ချပြီငါမှအချက်တရားရှိသေးတယ်ကွလှုပ်ပြီးဒေါတာထွက်တာရောချက်တာရောပေါင်းကအန်ဂျီမီရဲ့မျက်ရည်တို့ဝေသည်လာမိသည်မင်းညာကလည်းဒီကောင်ကြောင့်ပဲအချက်ရပြီးမျက်ရည်ကျခဲ့ရတယ်အခုလဲသူအချက်ရခဲ့ပြန်ပြီအပိုင်းနှစ်လေးကတော့ဒီမှာတင်မဲ့တခန့်ရပြီးဆုံးသွားခဲ့ပါပြီခင်ဗျာလိုက်ပါနာဆင်ပေးကြသည့်အတွက်အားလုံးကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာနောက်လာမယ့်အပိုင်းလေးကိုဆက်လက်ပြီးစောင့်မျှော်ပေးကြပါအောင်နော်